အရာအလုံးကိုရက်တန့်ကျင်လာတဲ့အခါ New Hero ဓာတ်ပုံစီယာကိုကိုင်းလိုက်ပါမင်္ဂလာပါပရိသတ်ကြီးတို့ရေရှေ့လကလေးကကျွန်တော်ကြိုပြောပြထားတဲ့ဓာတ်ပုံစီယာ Hero အသစ်ကတော့ Advanced Server ကိုတကယ်ရောက်လာပါပြီဒီနေ့မှာတော့ဓာတ်ပုံစီယာရဲ့ Spell အကြောင်းကိုအသေးစိတ်တင်ဆက်ပြောပြပြီးသွားဖို့ရှိပါတယ် New Hero ဓာတ်ပုံစီယာရဲ့နာမည်ကတော့ Marcel လို့အမည်ရပါတယ် Marcel က Pure Support Role အနေနဲ့လာမှာပါSupport လို့ဆိုပေမဲ့ Rafaela တို့လိုမျိုးကြောင်းထိုးခံရမယ့်ပုံစံမျိုးမဟုတ်ဘဲနဲ့ Astat ကြီးလိုမျိုး enemy team တစ်ခုလုံးကိုစိတ်ဒုက္ခအကြီးကျယ်လိုက်ပေးလို့ရမယ့် support တကောင်ဖြစ်လာမှာပါပထမဆုံး Hero ရဲ့ဒီဇိုင်းကာလာအနေထားကစားကြည့်လိုက်ကြရအောင် Hero ရဲ့ပုံစံမှာတော့ camera ပေါ်ကစားခစ်တုံးကလိုမျိုး Flame လိတ်ကြီးတွေနဲ့ရိုက်ရတဲ့ camera တစ်လုံးက Monster တကောင်အနေနဲ့ Marcel ရဲ့ကြောပေါ်ကလက်တံတစ်ခုအဖြစ်ထွက်ပေါ်နေတာကိုတွေ့ရမှာပါဒီ camera Monster လေးမှာလည်းနာမည်ရှိပါတယ်သူ့နာမည်ကတော့ Klima လို့အမည်ရပါတယ်Hero ရဲ့ body style အနေထားမှာတော့ပိန်ပိန်ပါပါအရက်ရှည်ရှည်နဲ့လာပါတယ်။ Hero ရဲ့မထွက်ခင်တွေကလူသိအများဆုံး special ability ကတော့အားလုံးကိုရက်တန့်ပစ်နိုင်တာပါပဲ။ဟုတ်ပါတယ်။ enemy ရဲ့ဘယ်အရာကိုမဆိုရက်တန့်ပစ်နိုင်တယ်လို့နာမည်ကြီးနေတာပါ။တကယ်ကြီးရက်လို့ရလားဆက်ကြည့်ကြရအောင်။ပထမဆုံး New Hero ရဲ့ passive သူ့ရဲ့ passive အလုပ်ပုံက Marcel က enemy နားမှာကတ်နေမယ်ဆိုရင် enemy ရဲ့အောက်ခြေမှာကောင်တောင်းနေတဲ့စက်ဝိုင်းလေးပွင့်လာပြီးအဲ့ဒီစက်ဝိုင်းလေးပျောက်သွားတာနဲ့ Marcel ရဲ့ passive ပွင့်လာမှာပါ။ပတ်စစ်ကိုအတူချုံပြီးတော့ပြောရရင် shield တက်လာမှာဖြစ်ပါတယ်။သူကြီးပဲလားဆိုတော့မဟုတ်သေးပဲနဲ့သူဘေးကအနီးဆုံးတစ်ကောင်ကလည်းသူတက်တဲ့ shield ပမာဏအတိုင်း shield တက်လာမှာဖြစ်ပါတယ်။ဒီလို shield တက်လာတာနဲ့အတူတူပဲ physical defense ရော magical defense ရောပါရရှိအောင်ပါပါ။ဒါအပြင်ကမှ passive မှာပေါ်နေတဲ့ enemy တွေကိုလည်း damage ထိစေအောင်ပါပါ။ပြီးတော့ skill 1ကလည်း passive နဲ့ခတ်ဆင်ပါပဲ။ skill 1ကတော့ Marcel ရဲ့အောက်ခြေမှာ Flame စဝိုင်းတစ်ခုပေါ်လာမှာဖြစ်ပြီးစဝိုင်းရဲ့ကူရာ 2.5 စက္ကန့်ပြည့်သွားတာနဲ့စဝိုင်းအတွင်းကအရာအလုံးကို1စက္ကန့်ကြာတဲ့အထိခဏရက်တန့်သွားစေမှာဖြစ်ပြီး physical damage လည်းထိစေမှာဖြစ်ပါတယ်။ဒီရက်တန့်စေတဲ့အထဲမှာ buff တွေကိုပါရက်တန့်စေမှာပါ။နောက်ပြီးတော့ skill 2ကလည်းတကယ်လမ်းနဲ့စက်ပေးတစ်ဝက်လို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ skill 2တစ်ခုတည်းနဲ့ movement speed booster ရော dash ရော2မျိုးလုံးသုံးလို့ရလို့ပါ။စကေတူပထမတစ်ချက်နှိပ်လို့ရှိရင်နောက်ကခွေးလိုက်ဆွဲလို့ပြေးသလိုခက်မြင်ပြေးရမှာဖြစ်ပြီးကူရောင်းပြန်မလဲကြီးနောက်တစ်ချက်ထပ်နှိပ်ရင်တော့ dash လို့ရမှာဖြစ်ပါတယ် support ကောင်အနေနဲ့ပြေးရလွှားရတဲ့အခါမှာတကယ်အသုံးဝင်မဲ့စပေးတစ်ခွက်ပါနောက်ဆုံး ultimate ကတော့ video caption တွေကလိုမျိုးအရာအလုံးကိုရက်တန့်ပေးမဲ့စပေးပါစက်တန်းလိုမျိုး hero ကိုပဲရက်တန့်စေတာမျိုးမဟုတ်ဘဲနဲ့ ultimate ဖွင့်လိုက်တာနဲ့ ultimate area အတွင်းက enemy တွေရဲ့အရာအလုံးကရက်တန့်သွားမှာဖြစ်ပါတယ်ဆိုလိုချင်တာက enemy က3လက်စစပယ်ရှိတယ်ဆိုရင်တော့မှအဲ့ဒီစပယ်ကြီးပါရက်သွားမှာဖြစ်ပါတယ်။ area အတွင်းထဲမှာ Marcel ကတော့ရက်တက်မနေပဲနဲ့ movement speed တိုးပြီးတော့ပြေးလို့လွှားလို့ရနေမှာဖြစ်ပါတယ်။ ultimate ရဲ့ area အကျယ်ကြီးဖြစ်သွားပြီးတော့ရက်သွားမဲ့ကြာချိန်ကတော့3စက္ကန့်အောင်ဆိုတော့ကိုယ့်ရဲ့ team က damage စပယ်တွေနဲ့သာ combo တွဲလိုက်လို့ရှိရင် enemy team တစ်ခုလုံးကို3စက္ကန့်အတွင်း wipe out ချလို့ရမှာဖြစ်ပါတယ်။ New Hero Marcel ကတော့ pure support တကောင်ဖြစ်ပေမဲ့သူစပယ်တွေက Hero တော်တော်များများနဲ့ combo တွဲလို့ရနေပြီးတော့ Team Fight Battle တွေမှာလည်းပဲ crowd control ကောင်းကောင်းကြီးလုပ်လို့ရနေတာမို့ Hero ထွက်လာတာနဲ့ ban list တွေကိုတန်းရောက်မဲ့အနေအထားမှာရှိပါတယ်။ညီကိုတို့အနေနဲ့ရော New Hero Marcel ကိုဘယ်လိုမြင်လဲဆိုတာဆွေးနွေးပေးခဲ့ကြပါဦး။ဒီနေ့ New Hero recap လေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။